အိမ်နီးချင်းအိမ်ကမိခိုးများကျွန်တော်တို့ရက်ွက်ထဲမှာနှစ်ပေါင်းများစွာလူတစ်ယောက်မှမနေခဲ့ဘူးတဲ့အိမ်ဟောင်းတစ်လုံးရှိပါတယ်အဲ့ဒီအိမ်ကိုလူတွေကတရေအိမ်လို့ခေါ်ကြပြီးညဘက်ဆိုမိခိုးများထွက်လာတတ်တယ်လို့ပြောကြပါတယ်တနေ့မှာကျွန်တော်တို့ရက်ွက်ထဲကိုလူတစ်ယောက်ပြောင်းလာပြီးအဲ့ဒီအိမ်မှာနေထိုင်ဖို့ရွေးချယ်လိုက်ပါတယ်သူ့နာမည်ကဦးမြင့်လို့ခေါ်ပြီးသူကလူငယ်တစ်ယောက်ဖြစ်ပါတယ်ပထမဆုံးညမှာကျွန်တော်တို့အိမ်နီးချင်းတွေကဦးမြင့်ကိုတတိပေးကြပါတယ်ဒီအိမ်မှာညဘက်ဆိုမိခိုးတွေထွက်လာတတ်တယ်တတိထားပါလို့ပြောကြပါတယ်ဒါပေမဲ့ဦးမြင့်ကဒါကိုယုံကြည်ခြင်းမရှိဘဲရေပြီးပစ်ထားလိုက်ပါတယ်ညဘက်10နာရီကျော်သွားတဲ့အခါကျွန်တော်တို့ရက်ွက်ထဲမှာလေတိုက်တန်တွေကြီးလာပြီးဦးမြင့်ရဲ့အိမ်ကနေမိခိုးတွေထွက်လာပါတယ်ကျွန်တော်ကအိမ်ကနေကြည့်လိုက်တော့ဦးမြင့်ရဲ့အိမ်ကမိခိုးတွေထဲမှာလူပုံရိပ်တစ်ခုလှုပ်ရှားနေတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့ဦးမြင့်ကအိမ်ထဲမှာတယောက်တည်းနေတာပါနောက်တနေ့မနက်မှာဦးမြင့်ကိုမြင်တဲ့အခါသူ့မျက်လုံးတွေကကြောက်စရာကောင်းနေပြီးသူ့မျက်နှာကဖြူဖက်နေပါတယ်သူကညဘက်မှာတယောက်ကကျွန်တော်ကိုလိုက်လာတယ်သူကမိခိုးတွေကထွက်လာတာလို့ပြောပါတယ်ကျွန်တော်တို့ကသူ့ကိုအိမ်ထဲမှာမနေဖို့တိုက်တွန်းပေမဲ့သူကငင်းဆန်လိုက်ပါတယ်ဒုတိယညမှာမိခိုးတွေကပိုများလာပြီးဦးမြင့်ရဲ့အိမ်ကနေအော်တန်တွေကြားလာရပါတယ်နောက်တနေ့မနက်မှာဦးမြင့်ကိုမတွေ့ရတော့ပါဘူးသူ့အိမ်ထဲမှာသူ့ဝတ်စားတွေပဲကြံရိတ်ခဲ့ပြီးမိခိုးတွေကပျောက်ကွယ်သွားပါတယ်သူ့ကိုဘယ်သူမှနောက်ထပ်မမြင်ရတော့ပါဘူး